တန်ဆေးလို့ခေါ်တယ်16လမ်းဆေးလို့လည်းခေါ်တယ်ဒါပေမဲ့တန်ဆေးပဲလူသိတာများကြတယ်တန်ဆေးကတော့အဓိကဟိုတယ်နဲ့စားတော့ဆိုင်လုပ်ငန်းကလူတွေသွားနေကြတဲ့ hidden place တစ်ခုပေါ့။ဒါကကြောင့်ကျွန်တော်ဒီဆေးဒေါ်လာဖြစ်တယ်။ဒါရတာချက်တဲ့ဒီကအချက်အဲ့ဒါဒါချင်းစောကားဒီတလုံးမလောက်တလုံး၄ထောင်ချင်းစောကားဒီဒီချိန်ပဲပေါ်တယ်နော်ချင်းစောဒီကရာဒီဘိုင်းပေါ်တာရှင့်ဟုတ်လားဒီမှာတော့ဒီချိန်ပဲပေါ်တယ်ဟုတ်တယ်သုံးတော့မှာအခုချိန်ပဲစီးရအဲ့ဒါကြဘာပဲခေါ်လဲဒါကြတော့ပဲချက်ဦးပဲပါဦးအဲ့ကျုပ်သူလည်းဒီချိန်ပဲပေါ်တယ်နော်လက်ရာဒီပေါ်ပဲဟုတ်ဒါနဲ့ကအတော်လုံးရာဒီပေါ်တယ်ပါဟုတ်လားမြင်ကြည့်လို့ရလားဒီလိုလည်းရတယ်နည်းနည်းတော့စိတ်ထဲမှာရဒီစားရပါလေရှိတယ်ဆမ်းပြရလားညချားနေတယ်ဆိုတော့ဒါရာဒီစားရှိတယ်ဒါရှိမယ်စနေကတော့တနေ့ပတ်လုံးတော့စနေကတနေ့ပတ်လုံးပတ်မယ်ဟိုဟာပိုင်းတိုင်းတော့လည်းပါတယ်ဒီချိန်ကပုံကောင်းတယ်ဆောင်းနေရတော့ပုံပါတားကြတော့အဲ့ဒါတော့ပဲပုတ်စီဘာနဲ့ဖောက်တာဘာထည့်လာတယ်လေဟိုဆော်ရာတို့လိုမျိုးဟိုရာတို့မှမထည့်ဘူးမတော့ဖမန်တက်လောက်တာကဒါဟိုကိုချီလို့လည်းခေါ်ကြတယ်အဓိကဟိုတဘာဝအရောက်မှုတဲ့အောင်လုပ်လိုက်တယ်ပေါ့ဒီမှုကစားလို့ရတဲ့မှုပေါ့အရှင်းပြောရင်ဒါတွေကအခုလက်ရှိမှာ international မှာအခု final နေမှာဒါအောင်ခစ်စားနေတဲ့ကိုချီဆိုပြီးတော့ဖမန်တင်လုပ်တဲ့ဟာပေါ့ဒါပေမဲ့တကယ်စိတ်ဝင်စားဖို့ကောင်းတာမြန်မာပြည်မှာဒါဒီဒလိတစ်ပေါက်ရာချီကလေးကဒါရှိလာခဲ့တဲ့ဟို traditional method ဘာရေကတဲ့တာမှလည်းမလိုဘူးဒီပဲတွေဆိုလည်းရှမ်းပြည်ဘက်မှာထွက်တယ်ပေါ်တယ်သူ့ရဲ့ရာသီဥတုနဲ့လိုက်ပဲညီအောင်လူတွေကဒါကိုနှစ်ပေါင်ရာကနန်းကလေးကစားလာခဲ့တာဒါပေမဲ့ကျွန်တော်တို့ကမသိခဲ့ဘူးဒါတွေကို appreciate မဖြစ်ဘူးအဓိက pickle နဲ့ fermentation လုပ်တဲ့ချိန်ကြရင်အသီးရွက်ကိုကျွန်တော်တို့ဘယ်လိုရွေးရလဲဆိုတော့ fresh အဖြစ်ဆုံးဟာကိုရွေးရတယ်အဓိကသူကလက်ဆက်မှလည်းအဲ့ဒီအထဲမှာသူ့မှာပါတဲ့ဟို starch တို့ဟိုတရားတတ်တော့ဆုံးရှုံးမှုမရှိရင် pickle လုပ်တဲ့ချိန်မှာသူ့ texture မပြောက်ဘူး17လပိုင်းလောက်ကနေပြီးတော့2လပိုင်းအထိကိုကျွန်တော်အဓိကရှမ်းပြည်ကထွက်လာတဲ့ fruit and vegetable ကိုကျွန်တော် focus လုပ်ပြီးတော့ကျွန်တော် pickle လုပ်တယ်အခုဆိုရင်ကျွန်တော်ကဒီချင်းစောကားသီးဆိုရင်ချင်းစောကားသီးအလုံး900လောက်ကျွန်တော်တို့ဟို jam နဲ့ pickling လုပ်တာရှမ်းပြည်ကထွက်တဲ့ချိန်မှာ